ဒေါ်လာရင်းတောင်ဝင်များကိုထမ်းဆောင်ရင်ចောင်းသားလက်ယုံတက်တော်မှာရဲဘော် group ကြဆုံးခြင်းចောင်းသားတအူចောင်းသားလက်ယုံတက်တော်ရဲ့ရဲဘော်ကြဆုံးကြောင်းသတင်းထုတ်ပြန်ကြေညာချက်ကျွန်တော်တို့ចောင်းသားတအူចောင်းသားလက်ယုံတက်တော်မှာရဲဘော် group ဟာ2026ခုနှစ်မေလ2ရက်နေ့ညနေ3:30 မိနစ်အချိန်မှာအဖိနိခံလူလူလွတ်မြောက်ရင်းနဲ့အန်တော်တစ်စီတို့မျက်နှာမူလျက်တော်လိုင်းတာဝန်များကိုထမ်းဆောင်ရင်းအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့အတွက်တအူတက်တော်အနေနဲ့များစွာဝမ်းနည်းကြေကွဲရပါတယ်။ရဲဘော် group ဟာတအူတက်တော်မှပေးအပ်လာသောအမိန့်နဲ့တာဝန်များကိုမမိတ်မတုံကြေပွန်စွာထမ်းဆောင်ခဲ့ပြီး၎င်းရဲ့အသက်အားတော်လိုင်းတွင်ရဲဝံ့စွာပေးလူခဲ့သူဖြစ်ကြောင်းကျွန်တော်တို့မှာအစဉ်မြဲအောင်မိလျက်ဥညွန့်အလေးပြုအပ်ပါတယ်။ရဲဘော် group အားပေးအပ်ထားသောတာဝန်များကိုကျွန်တော်တို့ရဲဘော်အားလုံးဆက်လက်ထမ်းဆောင်ပြီးဖြစ်ပြီးပေးဆက်သူတို့ရဲ့သွေးခင်းလမ်းဖြင့်တိဆောက်ထားတဲ့တော်လန်စစ်ကိုဆုံးခန်းတန်အောင်ဆက်တိုက်၍နိုင်ငံတော်တစ်ကိုတိဆောက်မိဖြစ်ကြောင်းဂရုတစ္ဆာပြုထုတ်ပြန်လိုက်ရပါတယ်။ရဲဘော် group ကြာဆုံးခဲ့ရမှုပေါ်သူရဲဘော်ရဲဘက်များကလည်းဝမ်းနဲ့ကြေကွဲခြင်းများစွာဖြင့်သူတို့ရဲ့ခံစားချက်တွေကိုထုတ်ဖော်ရေးသားထားတာကိုလည်းကျွန်တော်တို့ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။မနစ်ကမတ်လ29ရက်နေ့မှာသူနဲ့စာဆုံနေအစာပိုင်းမှာအဆက်အသွယ်မရတော့စိတ်ပူပြီးလက်ဖက်ရည်ဆိုင်မှာသွားဆောင်နေတော့ဒီကောင်ရောက်လာပဲလာကွာစံရောက်တုံးဘာစားမလဲစားဒိုစကန်မှာတော့ဟင်းမကောင်းဘူးလို့ပြောတော့ရပါတယ်ကျွန်တော်မစားတော့ဘူးတဲ့တကယ်ကသူ့မှာပတ်စံမရှိလို့အင်ဂျင်ချင်းလုံနေခဲ့တာကျွန်တော်လည်းသိတော့မုံတွေမှာပေးခဲ့တယ်အဲ့ကြမှာသူစားတယ်အဲ့နောက်စခန်းကိုပြန်ကြစခန်းရောက်တော့မှအေးဆေးစကားပြောမိတ်ဆက်သူ့အကြောင်းတွေဆက်စုပြီးမေးပေါ်မင်းနာမည်ဘယ်လိုခေါ်လဲဆိုတော့ဘီးတဲ့လေရဲရောက်ချင်းနာမည်မင်းဝင်နေရင်ဒီထဲကိုနှင့်သွားအောင်လုပ်တဲ့ကောင်မလားပေါ့အဲ့အောင်မင်းအဲ့နာမည်ဘာလို့ပေးရလဲငါတို့စီမှာအဲ့နာမည်နဲ့ရဲဘော်တယောက်ရှိပြီးသားလေသူကကြာသွားပြီလို့ကျွန်တော်ပြောလိုက်တော့သူ့မျက်နှာညှိုးကျသွားတယ်အဲ့ဒါဆိုလဲကျွန်တော်နာမည်ပြောင်းလိုက်ပါမယ်တဲ့ဘီးကနေ group ဖြစ်သွားတယ်ဟဲ့အောင်ဒေါ်လာရင်းကကြာမှာနော်မင်းတို့ထင်တယ်လို့မလွယ်ကူဘူးဆိုတော့ဘယ်တော့ပဲကြာကြဗျာလုံးဝမနာဘူးတဲ့လေကျွန်တော်လည်းအေးပါငါစောင့်ကြည့်ပါဦးမယ်ဆိုတော့သူကခပ်ပြုံးပဲနေခဲ့တယ်ကျွန်တော်နဲ့ရက်ပိုင်းလောက်နေခဲ့ပြီးသူ့ကိုတင်တန်းတက်ဖို့ကျွန်တော်ပို့ပေးခဲ့တယ်တင်တန်းဆင်းပြီးတော့ဒီနေ့တကြံရက်ကြာမှာသူနဲ့ပြန်ဆုံဖြစ်တယ်တကယ်ချင်းတွေနဲ့အတူရှိရင်အပျော်ဆုံးဆိုတဲ့ကောင်အဲ့ရက်ဒီမှာလည်းတချင်းတွေဖွင့်ပြီးကနေခဲ့တာပါပဲကျွန်တော်လည်းပြန်ဆုံတော့စကားနဲ့ငယ်ပြောဖြစ်ခဲ့ကြသေးတယ်သူကကျွန်တော်ကိုတော်တယ်တဲ့လေလူကောင်သေးသေးလေးနဲ့ဆီယာမကအလုပ်တော်လုပ်နေတာပဲတဲ့တက်ထဲမှာငါ့ကိုချီကျူးပူးတာလေမင်းပဲရှိတယ်ဟျောက်ကြီးဒေါ်လာရင်းပြီးတဲ့ทีဆက်လျှောက်မှာလုံးဝမနာဘူးဆိုတဲ့ကောင်ကအခုတော့ထာဝရအနားယူသွားခဲ့ပြီပေါ့လေမင်းအခုလိုထွက်သွားမယ်လို့မထင်ခဲ့တော့ငါမှအံ့ဩမှုတွေနှမျောမှုတွေနဲ့ယုံဖို့လည်းခက်နေတော့မင်းကတော့တကယ်ကြီးထွက်သွားခဲ့ပြီပေါ့အေဂျင့်စွာအနားယူလိုက်ပါခရူယာငါတို့မင်းကိုအလေးညီပြုအပ်ပါတယ်ရဲဘော်ခရူဟာဒေါ်လာရင်းတာဝန်များကိုထမ်းဆောင်ရင်ကြာဆုံးချိန်မှာတော့အသက်23နှစ်အရွယ်သာရှိနေသေးတာလည်းဖြစ်ပါတယ်2026ခုနှစ်မေလ2ရက်နေ့ညနေ3:30 မိနစ်30အချိန်မှာဒေါ်လာရင်းတာဝန်များကိုထမ်းဆောင်ရင်ရဲဝံ့စွာအသက်ပေးလူသွားခဲ့တာဖြစ်ပါတယ်ရဲဘော် group ရဲ့ကြာဆုံးမှုအမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့တကြိုချင်းအခမ်းအနားကို2026ခုနှစ်မေလ4ရက်နေ့ကဌာနချုပ်နေပြည်မှာပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်ရဲဘော် group ဟာတပ်တော်မှပေးအပ်လာသောအမိန့်နဲ့တာဝန်များကိုကိုယ်စွမ်းဉာဏ်စွမ်းရှိသည်များဇွဲလုံးလာစိုက်ထုတ်၍မမိတ်မတုံကြေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်ပြီးရဲဘော် group ကြာဆုံးခြင်းအားလေးမြတ်စွာဥညွတ်အလေးပြုအပ်ပါတယ်လို့ကျောင်းသားတဦးကျောင်းသားလက်ယုံတက်တော်ကဝမ်းနည်းကြေကွဲခြင်းများစွာဖြင့်ထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်အနာဂတ်ရဲ့သားကောင်းရန်နာလူငယ်လေးကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုဆုံးရှုံးမှုတွေဘယ်တော့များနေခဲ့ပြီလဲဒီတော်လိုင်းကြီးတဲ့ကျွန်တော်တို့လက်လန်းမမီတဲ့ကြာဆုံးမှုတွေပေးဆက်ခဲ့ရမှုတွေများစွာရှိနေဦးမှာပါပဲ
ကျွန်တော်တို့စူးစမ်းပြီးဒီတော်လိုင်းမှာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းမှတ်တမ်းကိုဝမ်းနဲ့ကြေကွဲခြင်းများစွာဖြင့်လက်လန်းမိသလောက်လုံနေခဲ့တာတော့အတော်များလာပါပြီဒီတော်လိုင်းကြီးတဲ့လူငယ်တွေကတော့ပေးဆက်နေသေးပါဒီတော်လိုင်းကြီးဘယ်တော့အောင်မလဲလို့မေးလာရင်ကျွန်တော်မှဖြေစရာမရှိပါဘူးဒါပေမဲ့လူငယ်ရဲဘော်တွေကတော့နေ့ရက်တိုင်းပေးဆက်နေရသေးပါဒီလိုပေးဆက်မှုတွေထပ်ပြီးမဖြစ်အောင်လဲကျွန်တော်တို့စပိုးပြီးရဲ့မြန်မာကရတဲ့အင်အားတွေနဲ့ဒေါ်လာရဲဘော်တွေကိုထောက်ပံ့ရင်းသူတို့ရဲ့အသက်ကိုရသလောက်ကယ်ဆယ်နေရတာလေဖြစ်ပါတယ်ကျွန်တော်တို့ကူညီနိုင်တဲ့ကျွန်တော်တို့ထောက်ပို့နိုင်တဲ့အားတွေကတော့မများဘူးဆိုပေမဲ့လည်းရရနေရကနေပဲအုတ်တစ်ချက်တဲတဝဲရရင်ရသလိုကျွန်တော်တို့ထောက်ပံ့နေရခြင်းဟာလည်းဒီလိုတန်ဖိုးရှိတဲ့ရဲဘော်တွေကိုထပ်မံမကြဆုံးစေချင်တော့လို့ဖြစ်ပါတယ်အပိနေခိုင်ပြည်သူတို့လွတ်မြောက်ဖို့တရားတဲ့ဘက်ကနေလက်နက်ကိုင်တော်လိုက်ရင်မြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့ကျောင်းသားတအူးကျောင်းသားတက်တော်မှာရဲဘော်ဂရုအားကျွန်တော်တို့ support ပေးတဲ့မြန်မာမှာလည်းအလေးပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့စွန့်လွတ်နေတာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနွေဦးတော်လိုက်သမိုင်းကဘယ်တော့မှမေ့သွားနိုင်မှာမဟုတ်ပါ။ကြာဆုံးခဲ့တဲ့ရဲဘော်ကောင်းရာသူကလေးလာပါစေ။ဗဇေချမ်းပဲဆရာနဲ့ရှင်တွေကိုအမြင့်ပြတ်ချင်မွင်တော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်အာဇာနည်ရဲ့အကြောင်းကိုဝမ်းနဲ့ကြေကွဲခြင်းများစွာဖြင့်အလေးပြုမှတ်တမ်းတင်နေတဲ့ Support PDI မြန်မာ YouTube Channel ကိုနားဆင်နေကြတာပဲဖြစ်ပါတယ်။ Support PDI မြန်မာ YouTube Channel ကိုကြည့်ရင်တော်လိုင်းမှာရောက်နေရကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။မြင့်မြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြန်မာຫນွေဦးတော်လှန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနိကန်ပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တွေပဲဖြစ်စီလက်နက်မကင်တွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူ့ကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေပုတ်တစ်ချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း Support PDI မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်